လုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ project လေးကတော့ Superlight Veranda Sokobe117 project လေးပဲဖြစ်ပါတယ်ဒီ project လေးကတော့ BTS Grand Line ရဲ့ဘေးမှာတင်တရှိပြီးတော့ Puchuk Station ကို3မိနစ်လမ်းလျှောက်တာနဲ့ရောက်ပါတယ်။ Bit စီကိုလည်း9မိနစ်သာလမ်းလျှောက်ရမှာဖြစ်ပါတယ်။ကိုလိုလေးဝင်လိုက်တာနဲ့ Welcome Garden ကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ EV Charger Playground နဲ့ Garden Park ကိုတွဲထားပေးရဖြစ်တဲ့အတွက်ကလေးတွေစော့ကစားတာကိုစောင့်ကိုင်းရင်ကိုယ်တိုင်လည်း exercise ပြုလုပ်နိုင်တယ်လို့ညနေညက်ခင်းဘက်လည်းပန်းဖြေလမ်းလျှောက်နိုင်ပါတယ်။နောက်ပြီးကိုလက်ကျမကြီးအတွက်ဂျင်းယောဂအစတဲ့ facility တွေကိုအပြည့်အစုံထည့်သွင်းပေးထားပါတယ်။ဒါလေးကတော့ full limit space ဖြစ်ပါတယ်။ဒါကတော့ infinity pool ဖြစ်ပါတယ်။ Sky Lodge ကိုနှစ်ထပ်ပြုလုပ်ပေးထားတဲ့အပြင် Sky Garden ကိုပါထည့်သွင်းပေးထားပါတယ်။ဒါလေးကတော့1 bed 35 square meter showroom ဖြစ်ပါတယ်။ဘက်2တန်းကျော်ကနေ3တန်းဝန်းကျင်ထိဈေးနှုန်းအဆအဆရှိပြီးတော့ site အနေနဲ့31.5 35 41 square meter ဆိုပြီးစိတ်ကြရွေးချယ်ဝင်နိုင်ပါတယ်။လူကြိုက်များတဲ့နေရာလေးဖြစ်ပြီးတော့ kitchen ကိုလည်း separate kitchen လေးဖြစ်တဲ့အတွက်အနက်ဝင်မှာစိတ်ပူစရာမလိုပဲ AC ချစ်ပြုတ်စားတောင်းနိုင်ပါတယ်။နောက်ပြီး living space bedroom စသဖြင့်ကြီးကျယ်ဝန်းဝန်းရှိတဲ့အတွက်မိသားစုပြုစုရာကတော့ AC နေနိုင်ပါတယ်။ကွန်ဒိုက Green Line ဘေးမှာရှိတဲ့အတွက် CN Central Wall ပတူနန်စတဲ့နေရာတွေကိုအလွယ်တကူမိနစ်ပိုင်းအတွင်း draw ရောက်နိုင်ပါတယ်။နောက်ပြီးကွန်ဒိုရဲ့ပတ်ဝန်းကျင်မှာ Honda, Toyota, Panasonic နဲ့စတဲ့ကုမ္ပဏီကြီးတွေရဲ့ဟက်ကာတာတွေရှိတဲ့အပြင် Green Line ဘေးကကွန်ဒိုဖြစ်တဲ့အတွက်ငါအတွက်တော့စိတ်ပူစရာမလိုပါဘူး။စားရေးတောက်ရေးအတွက်လည်းနီးနားမှာ Busy 7-Eleven ပြီးတော့နောက်တစ်ပတ်နိုင်စီမယ်ဆိုရင်လည်း Imperial Mall Samrao, Wet Market Samrao စတာတွေရှိတဲ့အတွက်စားရေးတောက်ရေးအတွက်လည်းစိတ်ပူစရာမလိုပါဘူး။နောက်ပြီးသုံးပတ်တိုင်စီးရနဲ့အရှိအောင်ရှာမှာအကြီးဆုံးဖြစ်လာမယ်ဘန်ကောက်မော်ကိုရောက်ရှိမှာဖြစ်ပါတယ်။အဲဒါကြောင့်ကွန်ဒိုကအမားလေးအတွက်တည်းစားရေးတောက်ရေးအတွက်ကောတွိုင်းလာရေးအတွက်ပါအဆင်ပြေတဲ့ project လေးဖြစ်ပါတယ်။ project လေးကိုအသေးစိတ်မြင်မြလို့ပါကချက်ပေါက်ကနေတစ်ဆင့်ဆက်တွင်နိုင်ပါတယ်။